အခုချိန်မှာပေါ့နော်ကျမတို့မနေ့တုန်းကကိုမြတ်နိုးနဲ့မဟေတစင်ရဲ့မင်္ဂလာပွဲကိုကျမတို့ပပူနွေးလေးကျမတို့ကျင်းပတာဖြစ်တယ်ပေါ့နော်ကျမတို့သူတို့စီကနေလည်းမင်္ဂလာစကားလေးလည်းကျမတို့ကြားရမယ့်အချိန်ဖြစ်တယ်ပြီးတော့ဒီနေ့မှာဆိုရင်သူတို့နေ့လည်စာအတွက်လည်းကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ကိုလည်းသူတို့ပြုလုပ်တာဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ကျမတို့အခုချိန်မှာဆိုရင်မဟေကိုမြတ်နိုးနဲ့မဟေတစင်ကိုယေရှုနာမအားဖြင့်ဖိတ်ခေါ်ချင်ပါတယ်လို့ပြီးတော့မှသူတို့များကိုဆုတောင်းကောင်းချီးပေးဖို့ရန်အတွက်ဆရာမကြီးကိုလည်းအထူးဖိတ်ခေါ်ချင်ပါတယ်ကိုမြတ်နိုးရဲ့အမေရဲ့ပြီးတော့မှမဟေတစင်ရဲ့ပပရဲ့ပေါ့နော်အရှိကိုကြွလာပေးပါဦးအားလုံးပဲမင်္ဂလာပါမနေ့ကပွဲမှာတက်ရောက်ခဲ့ကြတဲ့လူတွေရောမလာဖြစ်တဲ့လူတွေရောအားလုံးကိုရှေးဥစွာဒီရှုနမပြည့်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဖက်ဖက်ကကူညီခဲ့ကြတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ရဲ့အသင်းသားတွေအစားအစာရအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ကဲဆဲမိသားစုကိုလည်းကျေးဇူးတင်ပါတယ်ဆရာမကြီးနဲ့တကွသာသာရိုင်ကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်စကားပါတယောက်ချင်းစီကိုပြောချင်ပါတယ်ဒါပေမဲ့မိသားမှာဆိုလို့အတွက်အားလုံးကျေးဇူးတင်တယ်တခုမိသားခဲ့လို့ရှိရင်လည်းခွင့်လို့ဖို့တောင်းပန်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဖျားသခင်ကိုကျေးဇူးတင်ပါတယ်မနေ့ကလာတဲ့ညီကိုမောင်နှမတွေကိုခုနမျက်နှာပြောခဲ့သလိုပဲမလာဖြစ်ပေမဲ့ကျမတို့ကိုစုမုံကောင်းရှိတဲ့နေရာကတောင်းပေးနေတဲ့ညီမောင်နှမအရောက်ချင်းနေတဲ့အထူးကျေးဇူးတင်တယ်အကယ်လို့များပေါ့နော်ဖိတ်စာတွေမရောက်သွားခဲ့သည်ရှိတော့အခြေအနေမျိုးကြောင့်ဖြစ်သွားခဲ့ရင်လည်းနားလည်ပေးပါလို့လည်းဒီကနေမြစ်တာရက်ခံခြင်းနဲ့မနေ့ကကျမတို့ပွဲလေးဒီမှာလည်းလိုအပ်ချက်လေးတွေရှိခဲ့မယ်ဆိုရင်လည်းနားလည်ပေးဖို့အတွက်မြစ်တာရက်ခံခြင်းပါတယ်လို့ခုနပြောခဲ့သလိုပဲကြံခဲ့မှာဆိုတဲ့အတွက်ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကိုကျွန်မကောင်းကြီးပေးဖို့အတွက်ဖြစ်ပါတယ်လို့နော်မနေ့ကတော့ဘုရားခင်ကျေးဇူးတော်ကြောင့်ဆရာမကြီးလည်းသူတို့မင်္ဂလာဆောင်ပါပေါ့နော်တရားဟောပေးပါလို့ပြောတဲ့အခါမှာဘုရားခင်ကကျန်းမာမာနဲ့ပို့ဆောင်တယ် Facebook ပို့ဆောင်တဲ့အခါမှာတကယ်ပဲဘုရားခင်ကခွန်အားပေးတဲ့အခါမှာဆရာမကြီးပါဝင်နိုင်တယ်ခင်မွန်းနဲ့လည်းပါဝင်နိုင်တယ်တရားလည်းဟောနိုင်တယ်ပေါ့နော်ဆိုတော့တရားဟောတဲ့ခါမှာလည်းကိုလည်းမိခင်ဝိညာဉ်မိခင်နေရာမှာနေတဲ့ခါပြောစရာစကားတွေအများကြီးပဲဒါပေမဲ့သူတို့ဖိတ်ကြားထားတဲ့မိတ်ဆွေတွေမှာမြန်မာစကားနားမလဲတဲ့သူတို့လုပ်ဖို့ကိုင်ဘက်တွေသူတို့ရဲ့ bosses တွေလာတဲ့အတွက်ကြောင့်မို့ပေါ့နော်ဆရာမကြီးအင်္ဂလိပ်လိုမြန်မာလိုပေါ့နော်နှစ်ဘာသာနဲ့မနေ့ကပြောခဲ့တယ်မနေ့တော့အဓိကတော့ Christian marriage vow ပေါ့နော်ကျမတို့ Christian တွေရဲ့မင်္ဂလာဆောင်မှာပြုတဲ့ဂရိကဝိတ်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလေးကိုဝေငှခဲ့တာဖြစ်တယ်ဆက်လက်ပြီးတော့မနေ့ကလည်းပြောချင်တဲ့အရာလေးတွေကတချို့လဲရင်ထဲမှာရှိနေသေးတယ်ပေါ့နော်အဲ့ဒါလေးကပါလဲဆိုဒီနေ့တွေ့ရတဲ့အတိုင်းဒီမှာတာမြတ်နိုးရဲ့မိခင်လာနိုင်တယ်သမီးဟေတစင်ရဲ့ဖခင်လာနိုင်တယ်နော်ကျမတို့မနေ့ကသူတို့မင်္ဂလာမဆောင်ခင်အထီကတော့ဒါကမြတ်နိုးရဲ့မိခင်ဟေတစင်ရဲ့ဖခင်ဒီနေ့မှာတော့သူတို့နှစ်ယောက်စလုံးရဲ့မိခင်ဖခင်ဖြစ်သွားပါပြီလို့เนาะလက်ခုပ်တီးပြီးတော့Yesterday before they are married it is John Miano's mother came from Myanmar and the Hetazen father came from Myanmar but today as they stand as a couple they become parent of both of them not just for the one person because they become one the Bible says the two become one through this holy matrimony so ဒီနေ့မှာသူတို့နှစ်ယောက်ဒီမင်္ဂလာဆောင်ခြင်းပဲနှစ်ဦးမဟုတ်တဦးဖြစ်သွားတဲ့ခါမှာတာဂျွန်ရဲ့မိခင်လည်းသမီးဟေတဇီရဲ့မိခင်ဖြစ်သွားပြီเนาะပြီးတဲ့ခါမှာသမီးဟေတဇီရဲ့ဖခင်ကလည်းတာဂျွန်ရဲ့ဖခင်ဖြစ်သွားပြီအဲ့အတွက်ကြောင့်ကျွန်မမင်္ဂလာဆောင်နေဆိုတာကိုကြိုက်တဲ့ကိုချစ်တဲ့ရီးစားပဲမင်္ဂလာဆောင်ပြီးကိုအပိုင်သိမ့်ပိုက်တယ်တော့မဟုတ်ဘူးသူတို့မိသားစုတွေကိုဝင်သွားတာဖြစ်တယ်နော်သူတို့ဖခင်ကြီးကိုယ့်ရဲ့ဖခင်ဖြစ်လာတယ်သူတို့မိခင်ကြီးကိုယ့်ရဲ့မိခင်ဖြစ်လာတယ်သူတို့ညီကိုမောင်နှမတွေကိုယ့်ရဲ့ညီကိုမောင်နှမဖြစ်လာတယ်အဲ့ဒါလေးတွေကိုလည်းဒီနေ့ထပ်မံပြီးတော့ဆရာမကြီးနော်ဝိညာဉ်မိခင်အနေနဲ့ပြောချင်တယ်အဲ့အတွက်ကြောင့်မို့နေ့အဖေငါအဖေမရှိတော့ဘူး
နင့်အမေငါအမေမရှိတော့ဘူးငါတို့ရဲ့မိခင်ငါတို့ရဲ့ဖခင်ငါတို့ရဲ့ညီကိုမောင်နှမဖြစ်သွားပြီအာမင်အိမ်တော်မကြသေးတဲ့ပြိုတွေလူပြိုတွေလည်းမှတ်ထားပါကြာပြီးသားလူတွေလည်းမေ့သွားတယ်ဆိုရင်အဲ့ဒါပြန်လဲပြီး remind ပေးတာဖြစ်တယ်နော်ပြန်လဲပြီးတတိပေးနေတာဖြစ်တယ်နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်အိမ်တော်ကြပြီးတဲ့အခါမှာ cannot say it is my father my mother is our parent you know our father our mother နော်ဆိုတော့နောက်တစ်ခုကတော့ဆရာမသမီးမှာကေတော်လှမ်းမိမြင်နေရတာ counseling မှာဆရာမပြောခဲ့တဲ့စကားအိမ်အောင်ကြပြီးလို့ရှိရင်နင်းပိုင်ဆိုင်မှုငါပိုင်ဆိုင်မှုမရှိတော့ဘူးเนาะနင်းပိုင်ဆိုင်အရာလဲငါတဲ့အတူတူเนาะအဲ့လိုမျိုးအတူတူဖြစ်တယ်သူကအဲ့ဒါမှတ်ထားတယ်သူဥစ္စာလဲငါဥစ္စာလဲငါဥစ္စာလဲသူကအဲ့လိုဘာသာပြန်ထားတာသမီးကေတော်ရဆရာမကြီးတင်ပေးတာတော့သူဥစ္စာလဲငါတို့ဥစ္စာငါဥစ္စာလဲငါတို့ဥစ္စာအဲ့လိုပြောတယ်သူကတော့သူ့ရဲ့ဘာသာပြန်ချက်တတ်ပေါ့နော်ကိုစားနီးပိုင်တာလဲသူပိုင်သွားပြီသူပိုင်တာလဲသူပိုင်သွားပြီဆိုတော့အရင်အမျက်ထွက်သွားတယ်နော်ကေတော်ရတော့အိမ်အောင်ပြုတ်လိုက်တယ်တအားကုန်နော်ဟိုဟာကျွယ်ဝချမ်းသာသွားတယ်ဆိုအမျက်ထွက်သွားတယ်ဆိုတော့ဒီနေ့နော်ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းနေအဆောင်ဒီနေ့ဒီမှာရှိတဲ့နော်မိသားစုအသက်ဆက်နော်ဇနီးမောင်နှံတစ်ဆက်ကိုကျမတို့ဆူတောင်းပေးနိုင်မှာဖြစ်တယ်ဆရာမကြီးအရန်ဝမ်းသာတယ်သူတို့မင်္ဂလာဆောင်မယ်လို့ပြောတဲ့အချိန်မှာဆရာမကြီးဆေးရုံပေါ်မှာပဲရှိသေးတယ်အဲ့တော့ဆေးရုံပေါ်မှာပဲရှိသေးတယ်ဆရာမကြီးလာခဲ့နော်တာခိုင်ချမ်းတဲ့သမီးလွန်ပြီးတော့ကလည်းအဲ့လိုပဲသူတို့လာဖိတ်တော့ဆရာမကြီးဆေးရုံပေါ်မှာပဲရှိသေးတယ်စိတ်ထဲမှာအရန်ဆန္ဒရှိတယ်သူတို့မင်္ဂလာပွဲတက်ချင်တယ်ဖခင်သခင်က make it possible နော်ဖြစ်အောင်လုပ်ပေးတဲ့ဖခင်သခင်ဖြစ်တယ်အာမင်ဖခင်သခင်လက်ခုပ်တီးပြီးချီးမွမ်းကြရအောင် He make it possible okay အဲ့ဒါကြောင့်မို့ဒီနေ့မှလည်းကျမတို့ဒီမှာတခါပရိသတ်ကြီးမတ်တရက်စေခြင်းနဲ့လက်ကိုဆန်းနှန်းစေခြင်းနဲ့နော်သူတို့ကောင်းကြီးအထူးတကွပေးရအောင်နော်တချို့တော့ခေါင်းဆောင်များအရှုပ်ထွက်လာနိုင်တယ်ဆိုလို့ရှိရင်ရှုပ်ထွက်လာပေးပါ just stretch out your hand to the blessed couple and their parent we're going to pray for themကျမတို့ဆုတောင်းပေးအတူတကွဆုတောင်းရအောင် Hallelujah 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 ဖခင်သခင်ယေရှုတင်တယ် Oh hallelujah ဒီနေ့မနေ့ပေါ်ရှင်ပြချစ်တော် Oh တာနဲ့သမီး Oh ချစ်တော်တို့မိခင်ဖခင်မြောက်ပေါ်ဤကဲ့သို့ကောင်းကြီးပေးရတဲ့ပေါ်ရှင်ပြစင်ပေးတဲ့တော်ယေရှုတင်တယ်ယနေ့မှာပေါ်သူတို့ဒီနောက်မှုတော့ပေါ်ရှင်ရှိမှတော့ဖြစ်သွားတယ်အဲ့ဒီတော့သူတို့မှာမိခင်နဲ့ဖခင်သူတို့ရဲ့ငါတို့ရဲ့မိဘဆိုတဲ့နေရာနဲ့အကောင်းဆုံးပေါ်ရှင်ပြသူတို့ဆောင်နေတော့မှာဖြစ်တဲ့တော်ယေရှုတော်ကိုချီးမွမ်းတယ် Oh hallelujah 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 ဖခင်ယေရှုတင်တယ် Oh တာယေရှုတင်တယ်တန်ရှင်တော်ရဲ့ချာယေရှုတင်တယ် Oh သူတို့ရဲ့နာမကိုမြတ်တာမှာတော်ဝါရောဆိုရှင်ကောင်းမြတ်ခြင်းတန်လေးဒီတဲ့ခါနဲ့တော့ဘုရားရှင်ဖြစ်စေမှာဖြစ်တဲ့တော်ယေရှုတော်ကောင်းမြတ်ခြင်းပါလေ Hallelujah ယေရှုတင်တယ်ယေရှုတင်တယ် Oh လာပါတာပါရှင်တောင်းတောင်းနာမတော်ကစေတာလာပါတော့ပါပါပါနေနေသာနာနဲ့တကတဲ့တကတဲ့တကရှန်တာလာမှာတဲ့တကရှန် Oh ရမတာတကစေတာလာပါ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  Oh ရမတာတကစေတာလာပါရှန်တာလာမှာတဲ့သာတကတဲ့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 ရှန်တာလာမှာဝိရာလာလာလာဖခင်ယနေ့မနေ့ကကျေးဇူးတော်ချီးမွမ်းနေယနေ့ပါလေကိုရောမင်္ဂလာဇနီးမောင်နှံအသစ်ဆက်တာကြောမြင်တို့ဦးနဲ့တမီးဟိတစင်ဆန်းတို့ဒီဗိမာန်တော်ရောက်ရှိလာပြီးသူအသက်တော်ပြန်ပြီးပူဇော်တဲ့အခါမှာအသက်ရှင်တော်ရစ်အဖြစ်ကိုရောရှင်ရှေ့တော်မှာပူဇော်ဆက်ကချင်းကိုရောရှင်ပြလက်ခံပေးတော့တောင်ကျေးဇူးတင်ပါတယ်ဖာသူတို့တာမကပဲသူတို့ရဲ့မိဘနှစ်ပါးကိုလည်းဒီမှာတွေ့ရတော့တောင်ကျေးဇူးတင်နေ။အိုးမင်္ဂလာပွဲကိုရောက်ရှိလာနိုင်တဲ့မိဘဟိုမလာနိုင်မဲနဲ့မြန်မာပြည်မှာရှိနေတဲ့အိုးမိဘမြောက်လဲကိုရောရှင်ပြခွန်အားပေးပါလမ်းသူခုချိန်မှာပဲသူတို့ရှိတဲ့ညမှာကိုရောတိုးထီပါကောင်းချီးပေးပါ။အိုးကျေးဇူးတင်တဲ့ဖဖျားဒီနေ့မှာသူတို့အနေနဲ့ဟိုအိမ်တော်မှာဘဝတတမှာတင်ငါးစားတစ်ကိုဖွင့်ပြီးအိုးကိုရောရှင်ပြအိမ်တော်အဖြစ်အိုးကိုရောရှင်ဇနီးမောင်နှံဖြစ်ဘဝတတကြီးအစပြုတဲ့အခါမှာကိုရောရဲ့လမ်းပြခြင်းဝိညာဉ်တော်ဖျားရဲ့မဆခြင်းပြစံပြခရစ်ယာန်အိမ်တော်ဖြစ်စေပါမကြောင်းယေရှုဖျားနာမနဲ့ကောင်းချီးပေးပါလို့ဖာဒါလေးပကတိမင်းနဲ့ကိုရောချိန်တန်လာတဲ့ခါမှာကိုရောပေးလာမဲ့
မွေးဖွားလာမဲ့ကိုရောရှင်ဖေကိုကာယနဲ့ဆက်ဆိုင်တဲ့တာသမီများတို့လည်းကျေးဇူးတော်ကြိုပြီးချီးမွမ်းတယ်ချစ်စရာကောင်းတဲ့တတမီမီလေးများတို့ဒီဇနီးမောင်နှံအားဖြင့်ကိုရောရှင်မွေးဖွားစေပါဒါတွေမကပဲနဲ့ဝိညာဉ်ရေးရမှာလဲကိုရောရှင်ပြဝိညာဉ်တာသမီများမွေးဖွားလို့ဝိညာဉ်ရမှာမိဘများဖြစ်ကိုရောရှင်ပြဒီသားနဲ့သမီးကိုရောရှင်ပြကောင်းကြီးပြီးအသုံးပြုပါပါကျေးဇူးတင်တဲ့ဖာဒီနေ့မှလည်းရောက်ရှိလာနိုင်တဲ့မိခင်နဲ့ဖခင်နဲ့ဦးအတွက်ကျေးဇူးတော်ကိုချီးမွမ်းနေသူတို့တက်တာမှလည်းကိုရောရှင်ထမ်းမလာတော့ကြက်မှချင်းအသက်ရှည်ခြင်းဆိုရကောင်းကြီးများနဲ့ကိုရောရှင်ပြန်လည်ပြီးပိုက်ရတော်မူပါဖာသူတို့စင်ကာပူမှာရှိနေတဲ့နေ့ရက်များမှာလည်းကိုရောနေ့ရက်တိုင်းနေ့တကယ်ပဲဝမ်းမြောက်စရာနေ့ရက်များတကယ်ပဲပြန်လဲပြီးစဉ်းစားတဲ့ခါတိုင်းတတိယ၍ပြုံးရတဲ့ပီတိဖြစ်ရတဲ့နေ့ရက်များကိုရောရှင်ဖြစ်စေတော်မူပါသူတို့နေ့ရက်စိတ်ရမြန်မာပြည်ပြန်ရမယ်ခါမှာလဲကိုရောရဲ့ကောင်းမြတ်ခြင်းကိုရောမေတ္တာတော်ခံစားပြီးတော့မိမိအိမ်ဟာတည်တည်ပြန်သွားနိုင်တော့မိဘများဖြစ်စေပါကျေးဇူးတင်တဲ့ကိုရောသားနဲ့တမီးရဲ့ဒီနေ့ဖျားဦးချီးကိုရောနာမနဲ့ပေးထူတော့နေ့လဲစားတဲ့ကျေးဇူးတော်ချီးမွမ်းနေသူတို့ဒီကိုရောပေးတဲ့ကောင်းကြီးမင်္ဂလာထဲကနေဒီနေ့လဲစားပြန်လဲပြီးလှူဒန်းတဲ့ခါမှာဖျားခင်ရှိမှကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်တော့ဇနီးမောင်နှံဖြစ်တဲ့အတိုင်းကိုရောရှင်ကတိတော်ရှိတဲ့အတိုင်းကိုရောကောင်းရင်ပဒင်းပေါက်မြောက်ခွင့်ကောင်းကြီးမင်္ဂလာမြောက်ပြည့်ရှံသောသွန်းလောင်းပါမိကြောင်းယေရှုခရစ်တော်ဖျားနာမနဲ့စက္ကန့်နဲ့ဆုတောင်းပါရပါ